ခဏလေးပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခြင်းအပြင်ကျွန်တော်တို့ရှေ့တန်းရဲဘော်တွေအတွက်အသက်ကယ်ဖို့အပြောင်းအလဲတစ်ခုဖြစ်သွားနိုင်ပါတယ်တော်လန်ပြည်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့9နှစ်ကျော်ကာလမှာကျွန်တော်တို့အားသာချက်တွေအားနည်းချက်တွေပြဿနာတွေတော့ကျွန်တော်တို့တော်လန်ပြည်သူတွေသိပြီးဖြစ်ပါမယ်9နှစ်ကျော်ကာလအထိပြည်သူတွေမျှော်မှန်းတဲ့အခြေအနေတွေကျွန်တော်တို့မရောက်နိုင်သေးတာဟာတော်လန်ရေးပေါ်မှာတစ္ဆာမရှိတဲ့မယိုးသားတဲ့အဖွဲ့အစည်းတွေအကြောင်းရယ်ပူးပေါင်းဆောင်ရွက်မှုအားနည်းတဲ့အပိုင်းတွေအကြောင်းရယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့တော်လန်ရေးကိုတော့ရပ်တန့်လို့မရပါဘူးမြေပြင်မှာလည်းတော်လန်ရေးပေါ်မှာတစ္ဆာရှိနဲ့ဆက်လက်တိုက်ပွဲဝင်နေစေတက်ရင်တွေများစွာရှိပါတယ်ကျွန်တော်တို့ SOG တက်ရင်ရဆိုရင်လည်း9နှစ်တာကာလအတွင်းမှာကျွန်တော်တို့စခန်းသိမ်းတိုက်ပွဲပေါင်းများစွာဆင်နွှဲပြီးဖြစ်ပါတယ်ရှေ့ဆက်ပြီးတော့လည်းပြည်သူ့ဆန္ဒကိုရှေ့ရှုပြီးတော့ပြည်သူ့အတွက်ပဲကျွန်တော်တို့ဆက်လက်ပြီးတော့တော်လှန်သွားဖို့ရှိပါတယ်အဲဒါကြောင့်မို့လို့ကျွန်တော်တို့ပွင့်လင်းမြင်သာမှုနဲ့ယုံကြည်မှုကိုအဓိကထားပြီးတော့စနစ်တကျစီစဉ်ထားတဲ့ကန်ဆယ်မဲတွေအကြောင်းကိုကျွန်တော်တို့ပြောပြကြပါတယ်ကျွန်တော်တို့ SOG တက်ရင်အနေနဲ့ကျွန်တော်တို့ပြည်သူတွေကိုကန်ထူးရှင်ဖြစ်စေမဲ့အခွင့်အရေး Spring Rebel ကန်ဆယ်မဲဆိုတဲ့အစီအစဉ်လေးကိုပြုလုပ်နေပါတယ်ပါဝင်မဲ့စုမဲတွေကတော့2021 Honda Rebel 250cc ဆိုင်ကယ်တစ်စီး iPhone 70 Pro Max ဖုန်းတစ်လုံး iPad Air တစ်လုံး AirPods Pro တစ်လုံး iWatch CD လက်ပတ်နိုင်နှလုံးတို့ကိုမဲဖောက်ပေးသွားမှာဖြစ်ပါတယ်ဒီစုကြီးတွေကိုပိုင်ဆိုင်နိုင်မဲ့အခွင့်အရေးကတော့ကျွန်တော်တို့ပြည်သူတွေရဲ့လက်ထဲမှာပါကျွန်တော်တို့ကန်ဆယ်မဲတစ်စောင်ကိုမြန်မာငွေ1000ခွဲကျပ်နဲ့အခြေခံပြီးနိုင်ငံတကာငွေကြေးနဲ့ပါဝင်ကန်ဆယ်နိုင်ပါတယ်ဒေါ်လာရေးအတွက်ခွန်အားတရက်လည်းဖြစ်တယ်လို့ပြည်သူတွေအတွက်လည်းကန်ထူးရှင်ဖြစ်နိုင်မဲ့အခွင့်အရေးဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုကန်ဆယ်မဲအစီအစဉ်လေးမှာအားလုံးပဲတစ်ခဲနဲ့ပါဝင်ပေးကြဖို့ဖိတ်ခေါ်ကြပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဒေါ်လာရေးအမြန်ဆုံးပြီးအောင်ကြိုးစားနေပါတယ်